Hello ဆာယာရီနိုပါမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့ပျော်ရွှင်ပါစေဆိုတဲ့စာအုပ်တွေကအတိတ်ဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်တကယ်တော့ကျမကစင်ကမမကလေးအမနှစ်ယောက်ရှိပါတယ်တသားရဲ့မိမိရဲ့ရှိရဲ့ဆိုတော့ဒီကလေးနှစ်ယောက်ကိုကျမကိုယ်တိုင်ပြုစုပြောင်းခဲ့တဲ့ကျမဒီအတွေ့အကြုံအရင်ဝင်ခဲ့တဲ့ဒီလိုအဖြစ်ဖြစ်ဒီလိုခံစားချက်တွေကိုခံစားခဲ့ရဘူးတယ်ဆိုတော့ဘာရဲ့အစိတ်အပိုင်းလေးကိုအင်အားလေးဖြစ်အောင်ဆိုပြီးမှဒီအတိတ်ဆိုတဲ့စာပိုင်းလေးကိုလိုက်ပါရင်နားဆင်ပြပါအောင်နော်အတိတ်ကိုတန်ဖိုးထားသူဆိုတာဘာနဲ့တူလဲဆိုတော့ကိုထိုင်ပြီးသားထိုင်ကုန်ကိုသူ့နေရာသူမထားခဲ့ပဲသွားလေရတဲ့သူနဲ့တူရတယ်လူလားဆိုတော့လည်းမလို့အထုံးတက်လားဆိုတော့လည်းမတဲဘူးအဲ့လိုတရားလို့ပြောလားဆိုတော့လည်းမပြောပြန်ဘူးဒါပေမဲ့လေထမ်းပိုးထားတော့မယ်အတိတ်အမျိုးသမီးတယောက်သူကစင်ငယ်မှန်ပါငငယ်ရွယ်နဲ့အဲ့ဒီကုံပုတ်ကိုမမျှော်လင့်ပဲခံယူခဲ့ရတယ်ကလေးဘဝကလည်းမိဘတွေမရှိတော့တဲ့အပြင်ညီကိုမောင်နှမတွေလည်းအားကိုးမရတော့သစိမ်းတွေရဲ့ဆောင်ရှောက်မှုနဲ့ပဲကြည်ပြင်းခဲ့ရတာသူ့မှာချစ်မြတ်တာခံရစားမှုရတာဆိုခက်ရှာရှာပဲအရွယ်ရောက်လာတော့ကောင်းလေးတစ်ယောက်နဲ့တွေ့ဂရုစိုက်မှုတွေမှာတာယာသွားပြီးအရာပုံအားလိုက်တယ်အဲ့လိုနဲ့ပဲမမျော်လင့်ပဲကိုယ်ဝင်ရသွားတော့မှကောင်းလေးရဲ့တယုံမှန်ကိုသိလိုက်ရတယ်တောင်ဝန်မြူနိုင်ဘူးဖျက်ချလိုက်တဲ့ကောင်းမလေးရဲ့မိခင်စိတ်ကဒီအကြံဉာဏ်ကိုလက်မခံနိုင်ဘူးဒီလိုနဲ့သူချစ်ခဲ့ဖို့သူကိုနာကျင်မှုအပြင်နဲ့ကလေးတစ်ယောက်ကိုလူလောကတဲ့ခေါ်သွင်းခဲ့တယ်အချိန်တွေကြာလာတော့ကလေးလေးလည်းအရွယ်ရောက်လာတယ်ချစ်ဖို့လည်းကောင်းမှကောင်းရုပ်ရည်အရာမတိမတာပဲမဲ့သူ့ရဲ့လှုပ်ရှားမှုတွေပြောဟန်ဆိုဟန်တွေကသူ့အဖေနဲ့ချွတ်ဆွအဲ့ဒါကိုမြင်တိုင်းသူ့မှာစက္ကနဲ့နာကျင်ရတယ်အဲ့ဒီကလေးလေးကိုသူတယောက်တည်းပြုစုပြောထောင်လာတာအားလုံးနဲ့အတိုက်အခံလို့လူတကာရဲ့ကဲ့ရဲ့မှုကိုကြမ်းကြမ်းခံပြီးမွေးလာတာမချစ်ပဲဘယ်နေပါမလဲသူ့ဘဝမှာဒီကလေးလိုတော့ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒီကလေးလေးကသူ့ဘဝရဲ့အကြီးအမားဆုံးအမှားတစ်ခုအတွက်လူသက်သေဖြစ်နေတယ်သူတာရောက်မလာခဲ့ရင်ငါအခုဆိုဘာဖြစ်နေမလဲဘယ်နိုင်ငံမှာဘာတက်ကလေးတက်နေပြီလဲဘာအလုပ်လုပ်နေပြီလဲဆိုတဲ့အတွေ့ခဏဖြစ်တယ်ဒီကြားတဲ့ကလေးပဲဖြစ်သူကနောက်အိမ်ထောင်နဲ့ပျော်ရွှင်နေတဲ့ဆိုတဲ့အတန်တွေကြားရင်ပိုစိတ်တူရတယ်မနာလိုတာတွင်တူတာမဟုတ်ဘူးနှစ်ယောက်လုံးရဲ့အမားဖြစ်ခဲ့ပေမဲ့ငါတော့ဒီကလေးလေးကိုပြုစုဆောင်ရှောက်နေရတယ်သူကကြတော့ပျော်လို့ရွှင်လို့ဆိုတဲ့စိတ်ပေါ့တာဝန်မယူတတ်တဲ့တနည်းပြောရရင်လူမပိတာတဲ့အလုပ်မျိုးသူလည်းမလုပ်နိုင်ပါဘူးပြောခဲ့ပြီးတယ်လို့ကလေးလေးကသူ့ဘဝပဲဒါပေမဲ့နှစ်တွေကြာလာပေမဲ့သူ့စိတ်မှာဒဏ်ရာကကျန်နေတော့မယ်တခါကလေးအပေါ်မှာလည်းပောက်ကွက်မိတတ်တယ်အထူးသဖြင့်ကလေးလေးကကလေးတဘာဝကြည်ကြတဲ့အခါစိတ်ဆိုးတဲ့အခါသူကိုယ်တိုင်လည်းစိတ်ရှုပ်နေတတ်တဲ့အခါမျိုးတွေမှာဆိုပိုဆိုးတယ်ဒါတော့ဇလန်းတွေထဲမှာကလေးကိုသူ့ဘေးကပြန်ဆက်သွဲတယ်ကလေးကသူငတ်မွတ်နေတဲ့ဖခင်မြတ်တာကိုသိလို့ချင်းတော့အဖေဖြစ်နေရင်သူ့မှာပိုဆိုးရအောင်မယ်တကယ်တော့သူ့သွေးမို့သူနဲ့ဆင်တူတာကိုဘာတနိုင်မှလဲကလေးလေးမှရောဘာအဖြစ်ရှိလို့လဲသူ့ဟာသူပါလာတဲ့မျိုးရိုးဗီဇပဲကိုကလေးလေးကရောကလေးနေရာကလည်းစဉ်းစားကြည့်သူ့အတွေးထဲမှာတော့အဖေကတော့သူ့ကိုမချစ်ပဲစွန့်ပစ်သွားတယ်ဆိုတဲ့စိတ်မျိုးရှိနေမှာသူ့အဖေနဲ့သူပြန်တွေ့ချင်မယ်ခွန်းလို့ချင်လဲခွန်းလို့ထားမယ်ဒါပေမဲ့ဘာလို့သူ့ကိုထားသွားတာလဲလို့မေးချင်နေမယ်ဒါတွေဟာလဲတဘာဝတွေပါပဲတိုးတော့ကိုကလက်မခံနိုင်ဘူးမသိစိတ်ထဲကနေမကျေနပ်ဖြစ်နေတယ်တနည်းအားဖြင့်တော့အတိတ်ကိုထမ်းပိုးထားတာပဲဒီတော့သူကိုယ်တိုင်လည်းသိပင်ပန်းရတယ်က
လေးလေးမှလည်းအဆင်မပြေသလိုအခက်မသိရင်ကလေးလေးနဲ့အမေနဲ့တော့ပြဿနာအကြီးကြီးတက်နိုင်သေးတယ်သူ့ဘဝတစ်ခုလုံးပိတ်ဆက်ပြီးပြုထောင်ခဲ့ရတဲ့သားလေးရဲ့စွန့်ခွာမှုကိုတော့ခံနိုင်ရပါတယ်ဒီတော့လွတ်ချတဲ့နာကိုလွတ်ချပြီးမှဘဝတည်းတွေကိုတည်ဆောက်နိုင်ကြပါစေဒီစာသားလေးကတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့ပျော်ရွှင်ပါစေဆိုတဲ့စာအုပ်ထဲကနေပြီးမှအတိတ်ဆိုတဲ့စာပိုက်လေးကိုဖတ်ပြသွားတာပဲဖြစ်ပါတယ်စာရေးသူအားလေးစားစွာဖြင့် creative ပေးပါတယ်ကျေးဇူးတင်ပါတယ်ရှင်May God bless you all